ဆက်ပြကွက်ဖြစ်ပါတယ်ဒါကိုအသုံးပြုဖို့ပြုနေကိုညီမခုကြားလာဖြစ်ပါတယ်ရှင်နော်ပကံစီးလေးရတယ်ပကံစီးရတော့လွယ်တယ်မမတို့တိုက်ချင်တဲ့အဖက်လေးကိုယူပြီးတော့ဒီနှစ်လေးနဲ့တိုက်လို့ရတယ်ပေါ့နော်မောင်လေးခဏလိုက်ရဒါလေးကတော့30နဲ့မှ5ကျက်သားပါတယ်4000ကျက်ညီမတို့ခုရောင်းပေးရပေါ့နော်ဒီလိုခွက်လေးနဲ့ဖြစ်ပါတယ်ရှင်နော်ဒီထဲမှာပုံစံခွက်အနေနဲ့လုပ်ထားတာပေါ့နော်အခုတစ်ခွက်ဈေးကိုညီမတို့4000ကျပ်လုံးနဲ့ရောင်းချပေးတယ်သူ့ရဲ့အသုံးပြုပုံပြုနေရကြတော့အတိကပကံဆေးမယ်ဆိုရင်မောင်ဒါပဲပြရမလေးမိုးတွေရောပကံဆေးမယ်ဆိုရင်ဒီမှာအဖက်ကြောင်မရှိဘူးနော်တူတူအိမ်နဲ့ပြန်ကြအောင်နော်ဒီမှာပေါ့ဒါလေးကိုဒီလိုလေးအဖက်လေးပေါ့ဒါလေးအဖက်လေးပေါ့မတိကြအောင်ဆောင်သွားပေးနော်ဒီလိုလေးယူပြီးတော့အဲ့မှာလိုချင်တဲ့ပကံနော်ပကံအိုးခွက်ပကံဆေးလို့ရတယ်နော်ဒီမှာဒါပကံမဲထားအမြင့်ကြောင်ဆောင်သွားလိုက်နော်ဒါပကံဒါဒီလိုအဖက်လေးနဲ့ဒီအဖက်လေးနဲ့ဒါဒီလိုသေးပကံသေးနော်အဝိရှော်မဲသူတွေကြတော့ပြပြီအဝိရှော်မဲသူတွေကြတော့ပြပြီဒီမှာဒီအဝိကိုရေးရင်စွတ်မယ်နော်ဒီအဝိကိုရေးရင်စွတ်မယ်ဒီမှာတော့အဲ့လိုပေါ့နော်ရေးရင်စွတ်မယ်ကိုအခုရှော်ခြင်းနဲ့အိမ်ကိုနော်ဒီလိုလုပ်ဒီလိုရှင်ဒီမှာကမွန်းတီးခွက်ဒီမှာနော်ဒီမှာဒီလေးဖွတ်ဒါရှော်ခြင်းနဲ့အဝိပေါ့နော်ဒီမှာအဝိရှော်မယ်ပကံဆေးမယ်နော်ကိုကြိုက်နှစ်တက်ရအောင်တုံးလို့ရတယ်ဒီလိုပေါ့ဒီမှာမိမသားဆန်လိုက်တော့နော်ဒီလိုဒီမှာအမြုပ်ဒီမှာကြီးမလဲဘလောက်တောင်ဝတ်ထားကြီးတွေပဲကြအဲ့မှာနော်အဲ့ဒါရှော်ပုံရှော်လေးဖြစ်ပါတယ်နော်ဒီမှာအမြုပ်တွေကြီးကြွားလဲကောင်းတယ်မြုပ်လဲကောင်းတယ်နော်သုံးသူတိုင်းကတော့သိတယ်သိပြီးကျင်ညာကြမလို့အရင်ဆုံးကိုကအဝတ်ကိုကြီးလေးအရင်စုပ်ပြီးသွားမှာဒီလိုမျိုးလေးညီမရှော်လို့ရှော်လိုက်လို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါရဲ့ရှင်ဆိုင်ပါအပြည့်ကျဲမှာရှော်တော့ရပါပြီရှင်เนาะအဲ့လိုလေးရှော်ပုံရှော်နည်းလေးဖြစ်ပါတယ်ဒီမွန်းဒီဆက်ပြကွက်ပါတစ်ခေါက်ကို4000ကျပ်ပါရှင်ရပါ